ခொနည်းသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်အိဋ္ဌသဘောတွေကိုစောင်းတဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောတွေကိုစောင်းတဲ့မကောင်းတဲ့ဟောပြောချက်တွေကတသက်ရှင်အောင်လွှမ်းမပါစေ2026ခုနှစ်ဖေဖော်ဝါရီလ25ရက်နေ့တနင်္ဂနွေသားသမီးများအတွက်တနေ့တာဟောစတန်ဖြစ်ပါတယ်တနင်္ဂနွေသားသမီးများအတွက်ဒီနေ့မှာအစုဆက်တူရှယ်ယာလုပ်ငန်းတွေလုပ်ကိုင်ရတဲ့လုပ်ကိုင်မယ်ဆိုလုပ်ကိုင်တင်တယ်ကောင်းတဲ့အဆင်ပြေအောင်မြင်မယ်နော်အိမ်ကိစ္စနေရာကိစ္စအတွက်ဒီလေဒီနေ့မှာစိတ်ရှုပ်စရာစိတ်ညစ်စရာစိတ်အနှောက်အယှက်ဖြစ်စရာများနဲ့ကြုံရတဲ့ငွေရေးချင်းနဲ့ပတ်သက်ဆက်နွယ်ပြီးသွားရင်လေအာမခံပေးတာချီးငှားပေးတာခေါင်းခံပေးတဲ့ကိစ္စမျိုးတွေဒီနေ့မှာမလုံးနဲ့နော်အထူးရှောင်ခြင်းနော်အစင်မပြေဖြစ်တဲ့ကျမ်းမာရေးအနေနဲ့မရှိနာတဲ့မရှိအောင်တဲ့ဝေဒနာမျိုးတွေခံစားရတဲ့အချီရေးနဲ့အိမ်တော်ကြီးမှာတော့ဒီနေ့မှာအေဂျင့်တာယာပြီးတော့အဆင်ပြေအောင်မြင်နေနော်အကျိုးပေးတဲ့ကဏ္ဍက1နဲ့3ဖြစ်ပြီးတော့အကျိုးပေးတဲ့အရောင်မှာရွှေဝါရောင်ပဲဖြစ်ပါတယ်ရရရာအနေနဲ့မိမိအိမ်ရှိဖျားမှာတတိ60ကလူပေးရမှာဖြစ်ပါတယ်ရှင်